ဒီတော့ကျွန်တော်တင်ကြလို့သားကတော့ကျွန်တော်တို့လိုအပ်နေတဲ့တောင်းကြလုပ်သားတွေကိုအလုံးအလောက်ချေပေးပါကျွန်တော်တို့အတွက်ခြားတော့တိုင်းတက်နေလေးဖွင့်ပြီးပါဆိုတာကျွန်တော်တင်ကြလို့ပါနဲ့ရှင်းယူပြီးဟိုဘက်ပြုတ်ကြတော့ကြပါဦးမသိဘူးဒါအရေးကြီးတဲ့ချက်ပဲဒါဟိုအတွင်းမွေးရမတတ်နေတာပါဟုတ်ကဲ့ဒါအရေးကြီးပါတယ်တောင်းသားတို့ရဲ့ပြမအသက်သွေးကြောလုပ်ငန်းဆိုတာဟာဒါတော့ရဲ့ချက်လုပ်ငန်းပဲဟုတ်ပါတယ်ဒီလုပ်ငန်းနဲ့ကျွန်တော်တို့တောင်းသားဆိုတာအသက်ရှင်ရက်တည်ရဟုတ်ကဲ့ဟုတ်တယ်မလားဟုတ်ပါတယ်ဒီလုပ်ငန်းကြီးမှာအခုလိုကျွမ်းကျင်တဲ့လုပ်သားတွေနေနေတယ်ဆိုတော့ဒါဖြည့်ပြရမယ်အဲ့တော့အသက်18နှစ်ပြည့်ပြီးတော့ဟုတ်လားကျမ်းမာရေးလည်းကောင်းတယ်တောင်းသားဘယ်တောင်းသားကိုမဆိုရှောက်လာပေါ်လိုက်ပါနော်ရှောက်လာနဲ့တောင်းသားကျွမ်းကျင်ကေတာသင်တန်းတွေတော့ဖွင့်ပြရမယ်ဒီမှာအလုပ်လာလုပ်ကြဟုတ်ပြီနော်ဒါဆိုသင်နေတော့ပါတယ်အဲ့တော့ဒါလျှောက်လာပုံစံပေါ်ပြီးတော့တထောင်ကိုလျှောက်လာဒီဟွာလောက်ပေါ့တစ်ချက်လောက်ရောက်ပါနော်အောင်မနာကြီးရတယ်လူများတွေတစ်ချင်ရောက်နေတာရောက်မှာတစ်ချင်တော့ရောက်မှာရက်ဆိုတာလေတော့လူများတွေနဲ့မတူဘူးဒါတထောင်သာတစ်ချက်ဆိုတော့ပါပြီတို့တူနဲ့အတွက်လည်းပဲတစ်ချက်ဆိုတော့ဖန်ကလုံလောက်ပါလေဟုတ်တယ်မလားမင်းကတစ်ချက်လိုချင်လို့လားလူများနေတဲ့ခန်းကိုဖြစ်သွားလို့ပြောတာကဖန်တော့တောင်များမလိုပါဘူးမင်းကတွေးရမှုတော့ဘာခင်နဲ့ကောင်းမယ်ဒီဖန်နေကိုလေရမှုငွေတွေကိုလို့ပါနဲ့နည်းနည်းပါးရတော့ပြီပေါ့ဟုတ်တယ်မလားအဲ့တော့နောက်ဘာဖြစ်လဲကင်တင်းလူတွေနဲ့မစားခြင်းဘူးတောင်းစားပြသီးတာတောင်းစားတွေအတွက်အေးကားနဲ့ဖြစ်သွားအောင်တို့ဒီရန်ကုန်မြို့ကြံတော့ရေခဲတိုင်းနားမှာသွားပြီးတော့ကင်တင်းဖွင့်ပေးတာနော်ရေခဲလည်းအလွယ်တကူရတာဟုတ်ပြီအစ်ပြပါလားဘယ်သူများကြပြီးဆွေးနွေးအောင်လဲတော့ချင်းလေးပါဦးမယ်ကြောက်ပါကြောက်တာကောင်းချောင်းပါသူဝင်တိုက်သွားကျွန်တော်ကတော့မကုန်းနိုင်ခမဲကြီးညို့နေကိုကိုချမ်းကြီးဝင်ပြီးတော့ထွက်လာတဲ့တောင်းချမ်းကိုကျတဲ့မီနီယနာချစ်ပါနဲ့တော့ဘောကမီနီယနာနဲ့မချစ်တော့မှတ်ပါကပေးနေတယ်မပေးတာအကုန်လုံးကြီးကိုကြားမတန်ကျွန်တော်ဥက္ကဋ္ဌကြီးကိုချွေးနေနေတာတစ်ခုကြည့်ပါနဲ့။ဒါဘာလဲကျွန်တော်ကျွန်တော်တို့နောက်ကြားနေကိုယ့်ရဲ့ဝမ်းညာအတွက်သမင်းတစ်လုံးချားဖို့အတွက်ဒီလိုပဲတောင်းရချတော့ကြတယ်လူတွေချင်းကဒီလိုရအောင်ဆက်တော့ကြတာဒီနေ့အထိငါညာချင်ညာစတဲ့ချင်းတောင်းချကြပါလေ။အဲ့ဒီကိုတောင်းကြတဲ့အချိန်ကအခုဘာလဲအခက်အခဲတွေ့နေကြလို့ချင်းဒီနေ့အချိန်ကမှအကျွေးအားမတောင်းချားပါနေပါပြီ။အဲ့တော့အကျွေးချားလာတဲ့အတွက်တောင်းချနေတောင်းတဲ့များတဲ့နေရာမှာအခက်အခဲတွေတွေ့တယ်။နောက်ပြီးတော့အချောင်နေရတာလေ။နော်အကျွေးချားလို့အဲ့ဒီတော့အဲ့ဒီငါးကြားချင်ကြားဆိုတဲ့နေရာမှာငါးကြားတစ်ချင်တို့ခေါ်ပြီးတော့ကြောင်းနေပြီးတော့တောင်းဝင်ကျူမှာလို့ကျွန်တော်ဥက္ကဋ္ဌကြီးကိုအချင်းခံပါနဲ့ဒါစဉ်းစားရမယ်ဖြစ်ပဲငါးပြား10ပြားနဲ့တောင်းနေကြတော့အကျွေးရရှားသွားတယ်ကုန်သေးနှုံနေရလဲအရန်ကြီးနေတော့ဒီငါးပြား10ပြားနဲ့မလောက်တော့ဘူးတောင်းစားတွေတောင်းမှုအတွက်ဘယ်လောက်ဖြစ်တယ်ငါးချက်တစ်ချင်ငါးချက်3030ကစိတ်ချရလို့လားဟုတ်ဘူးလေ30ဆိုတော့များတယ်လူတွေကထည့်နေမှထည့်နိုင်မှာဒါကိုပြောတာငါးချက်လောက်စင်တော့ပါပြီဟုတ်တယ်မလားအချင်းချင်းတို့လာလုပ်နိုင်ပါငါးချက်ပေါ့အဲ့တော့ဒီမှုကျွန်တော်တောင်းသားတွေကျွန်တော်တို့တောင်းတဲ့ငါးပြား10ပြားစားငါးချက်30မပါဘူးပေါ့နော်အဲ့ဒါလေးပြောင်းနေပြီးခေါ်အောင်တခါတည်းပဲအမိတ်ထုတ်ပြလိုက်တာပညာချက်ထုတ်ပြအထူးတင်းပညာချက်ညင်ကြောင်ကိုခြင်းနေကျွဲနင်းရဲ့တုံးတာကိုခြင်းခုနှစ်အကြောင်းအရာတောင်းညာညာရခင်တောင်းချနေကြတကလုံးချစ်တော့ငါးကားချင်ကြအချာငါးထက်တစ်ချဲအခုကြောင်းနဲ့ခေါ်ဝင်ဆက်30မပါဘူးလို့ပြောနေတယ်မလား30မပါဘူး30မပါဘူးတောင်းညာညာရခင်တောင်းချနေကြတကလုံးချစ်တော့ငါးကားချင်ကြအချာငါးကြခွန်းကြခွန်းပိတ်တစ်ချဲမပါဘူးကြောင်းနဲ့ခေါ်ဝင်မပါတာနဲ့ပြောနေရတယ်ပေါ်ပြီးတော့ထိချသွားအောင်ထိချသွားအောင်ဟုတ်တယ်လေကိုကြည့်ရတယ်ထောက်ကနေခေါင်းပြန်ပြီးရခုံးနေနှုတ်နေတယ်
အထက်ပေါ်ကြမှာအတောင်းရနဲ့ပတ်သက်ရင်တောင်းကြကြနေယနေ့ခါတွင်တောင်းရချတဲ့ဒီမှာညာတော့အခက်ခဲတွေ့နေပါလိတို့ချစ်ပါရင်တခင်တောင်းချတဲ့ကြကလုံးချစ်တော့ငါးသားထင်သားချငါးကြခွင့်ကြခွင့်မဲ့တစ်ချက်မပါဟုကြောင်းလဲခေါ်တတ်မှတ်ခွင့်ကျွတ်လိုက်ပြီးပုံအမိတ်ရခိုင်းနေကြတယ်ချိန်ကကျွဲတာလို့ကိုအကျဉ်းနဲ့ဒီရရဲ့အချုပ်နေကြဆိုတော့ခိုင်းနေချိန်ကကြောက်ရမှန်တယ်ကတည်းကပုံအမိတ်ရအတွင်းရမှုချမ်းသာဘယ်လိုဆွေးနွေးအောင်လဲကျွန်တော်ကတော့ခရမ်းမြို့နယ်ကိုသားသူကြီးတက်ရောက်လာတဲ့အတောင်းသားကိုယ်တိုင်တော့ငထောကြီးဖြစ်ပါတယ်ခင်ဗျာဘုနဲ့ကံမဲ့တော့တော့ထိုက်တယ်မင်းတို့တော့ချမ်းသာပါပြီမဲ့ငါတော့ထောကြီးဝိထားတဲ့အိမ်ကြီးအထောကြီးဝဲမဲ့ကြားမှုနဲ့တောက်ကွဲဆိုတော့ခက်ပါတော့ဒီတကားနဲ့ငထောကြီးကကြိုးကြီးတယ်ကျွန်တော်ကောင်းဆောင်ကြီးကိုတင်ပြလို့လေအတင်းခံခံကတော့ကျွန်တော်တို့တောင်းစားလိမ့်မှာဝမ်းလန်းတဲ့ပြည်မှာလိုက်လာတောင်းစားရအောင်စားရင်ရင်းနေတင်းမစိတ်ကူလာရုံဈေးအစရှိတဲ့ပြင်များစွာလိုက်တောင်းစားရပါလူတွေစီရရအရက်ဆန်တဲ့မြောက်ကိုကျွန်တော်တောင်းစားနေလိုက်ပြီးငါးပြားမျိုးခေတ္တတို့တောင်းစားရပါကျွန်တော်တို့တောင်းစားနေမတောင်းစားဘူးတဲ့နေရာတနေရာပဲရှိပါအဲ့ဒီနေရာကိုတောင်းစားမှုပြုပါလို့အတင်းခံနေပါတယ်ကျွန်တော်တို့တောင်းစားမယ်နေရာကတော့လေးရပြောင်းတော့ပါခင်ဗျာအဲ့ဒါကိုခေါင်းဆောင်ကြီးနဲ့လေးပြောင်းမှာတက်တောင်းဝယ်ပါမယ်ဆက်ပြီးပါလို့ပြောကြတယ်အဲ့ဒါစော်ကားတာအဲ့ဒါစော်ကားတာအားကြီးလို့လည်းကောင်းကြမင်းမလို့လေးပြန်မတောင်းဝင်ကိုမင်းတောင်းရင်လားမဟုတ်ဘူးပတ်သက်ချမ်းချမ်းရအောင်ပြောတာဘာလို့ကြရရမှာလဲတို့ဗမာပြည်မှာကလေးများခဏခဏပြက်ကြနေတာအဲ့လိုပြက်ကြတယ်တို့သတော်သားတွေပါသွားရင်သတော်သားဥယျာဉ်ညော့နေတော့မစိုးရိမ်ဘူးလားမနည်းတော့ပါဘူးအားလုံးဥက္ကဋ္ဌတယောက်နေနဲ့စိုးရိမ်တယ်သတော်သားဥယျာဉ်ညော့ပါသွားမယ်လေးများမတက်တောင်းအဲ့တော့လေးများမတက်တောင်းမဲ့ပါမဲ့ကိုမပေးနိုင်ဘူးအဲ့ဒီအဆိုးကိုဥက္ကဋ္ဌရဲ့ဗီတိုအာဏာနဲ့ပယ်ချတယ်ဟုတ်လားဘာမှလေးများမတက်တောင်းညော့ပလိုက်နေစားရမင်းကထည့်ပေးလိုက်အကောင်းတာဗီတိုအာဏာနဲ့ငါကြောင်းအိမ်ပါတော့လူစနေဦးမယ်ပြီးပါဦးမယ်စားအောင်နေတယ်လို့ဒါကမှဆိုရင်အချင်းဝတ်တာအဲ့တော့ကောင်းတဲ့အင်ဂျီဝတ်တာတော့တော့တည်းဝတ်တာပါရှင်းခင်ကမညံ့နဲ့ဒီညံ့ရပါတော့လေးစားရပါတော့မင်းမေကဘယ်နဲ့လာပါသားလိုက်ကောင်းကြောင်ကြီးတောင်းကြားဆိုတော့စကားပဲပြီးရတယ်ဒီနေ့ဘာမှရှင်းခံပြီးသားတော့ပါကောင်းကြောင်ကြီးဒီနေ့ဟာကျတော့မပြီးနေတဲ့ဟာကျတော့မပြီးရဘူးဒီနေ့ဘာလို့ရှင်းခံမှာကောင်းကြောင်ကြီးဒီကြရပါတော့ကောင်းကြောင်ကြီးနဲ့တကွချဲထွန်းလာကြတော့ဟေးသွားရောက်လာကြတော့ခုနဟိုပုံကျင်လေတွေချဲထူတာတူချဲစိတ်ဝင်တော့ဒါနဲ့ကာယရှာတော့ဒါနဲ့ကောင်းကြောင်ကြီးဒီဘက်ဘာတိတ်ကြီးလို့လေးစိတ်ကြီးလေဒါပေါ်ကြီး